အားလုံးပဲမင်္ဂလာပါပြည်သူကြီးဒီကနေ့တော့ဆရာတာတီရေးသားထားတဲ့ကူအောင်ကိုဝီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်တော်မှာဖြစ်ပါတယ်အားလုံးပဲစာဆုံးလိုက်ပါခန်းစားကြည့်ကြပါအောင်ဗျာကူအောင်ကိုဝီဆရာကြီးစီမှာတာတီတောင်းတင်းနေတာတော်တော်ကြားနေပြီဗျာဆရာကြီးဦးမင်းအောင်ဆိုတာခမည်းတော်သိကြတဲ့အတိုင်းပေါ့ဗျာတခါကဥရသမဂရဲ့ဆရာဝန်ကြီးတယောက်မို့လားနိုင်ငံတော်တော်များများမှာထည့်လေပြီးတော့စေကူတာခဲ့တယ်ခေပညာတဲ့ကြီးတယောက်ပေါ့ပြီးတော့လေအထက်လန်းမော်ပညာကိုကန့်ခတ်တတ်တဲ့ဆရာကြီးဗျတီရသမารီဆိုတာအလွန်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဗျအိမ်တော်ရဲ့သားလဲပြုတ်ခဲ့တယ်လို့မဟုတ်ဘူးဥရိယဆိုတာလေခံရလိုက်ပါပြီဗျာဗဟန်းမှာခြံကြီးဝင်းကြီးနဲ့နေရတဲ့သူဥစ္စာဒနာဆိုတာလေပြည့်စုံမှာပြီတင်တယ်ဒါဒီကတော့ဆရာကြီးကိုလွတ်ပြီးကြီးညိုတော့ပေါ့ဗျာဆရာကြီးရဲ့တပည့်ကျုပ်ရဲ့ဆရာနွန်ဖားကလည်းဆရာကောင်းတပည့်ပြီးသားပါပြီရဲ့အင်မတန်ကိုသီလသမားတွေရှိတာပါလားဆရာနွန်ဖားကိုဒါဒီလည်းလွတ်ခင်တာဗျာဆရာနေယောက်ကလည်းဒါဒီကိုတော်တော်ကိုယူဆကြပါတယ်ဒါဒီတောင်ရန်ကုန်မှာနေကြလာလို့လားမသိဘူးအသားတွေပါရီတောင်နည်းနည်းလက်လာတာယူထနောင်းကောင်းကအဘနဲ့အမေစီလည်းကျုပ်မကြပြန်ပါတယ်ကျုပ်မလို့ရွာရောက်ရင်ဦးဆုံးသွားတွေ့ရတာပုတ်ပါယုံကျောင်းဆရာတော်ဗျာကျုပ်ပြန်ပြောပြတဲ့ကိုဝီဒီအကြောင်းကိုဆရာကြီးရဲ့ကိုဝီလိုက်တဲ့အကြောင်းတွေကိုဆရာတော်ကလွတ်ကြားကျင်တာပေါ့ဒါဒီရွာရောက်တယ်ဆိုလို့ရှိရင်အဲ့ဒီအကြောင်းတွေကိုဆရာတော်ကိုသွားပြီးပြောပြရတာဗျဒါဒီမှတ်မိသေးတယ်ဗျအဲ့ဒီညကနှင်းတွေတော်တော်ကြတဲ့ညအေးလေတော်တော်အေးတယ်ဆရာကြီးရဲ့ခြံဝန်းထဲကိုကိုမောင်ကြီးကတကားတွေစောစောပိတ်လိုက်တယ်ဗျာပြီးတော့လေအင်းကြီးကိုတကားစောစောပိတ်ပြီးဆရာတပည့်တွေအဲကန်းထဲမှာရေနွေးချမ်းတောက်လက်ဖက်ဆိုင်နဲ့စကားပြောနေကြတာဒီလိုချိန်မျိုးဆိုလို့ရှိရင်ဆရာကြီးပြောပြတဲ့ကိုဝီတွေစုံနေဇော်ကနီကောင်ကြီးတွေအကြောင်းဟာတော်တော်ကိုနားထောင်လို့ကောင်းတာပဲဗျဆရာကြီးဟာချာဝအတန်းဗျယောက်ျားတယောက်ရဲ့အတန်းပဲဟာအချင်းမတော်ဧည့်သည်လာတဲ့ကွမောင်ကြီးခြံတကာဖွင့်ပေးပါအောင်တော့ပါလိုက်သွားလိုက်ပါအောင်ကွာချီနေလေးချီနော်ဟုတ်ကဲ့ပါဆရာကြီးကိုမောင်ကြီးနဲ့ဆရာနံပါခြံထဲကိုဆင်းသွားကြတယ်ဆရာကြီးနဲ့ကြုတ်ကြရတော့အသာနားဆွနေရပေါ့ဗျာဘသူတော့ဆရာနံပါမေးတော့တစ်ဖက်ကပြန်ပြေးတဲ့တန်ကြားရတယ်ရောကမောင်ပေါ်မှာခင်ဗျာဟာကိုပုံလားမတွေ့ရတော့ကြာပြီပေါ့ဗျာခါဆရာနံပါလားဗျာဟုတ်ပါဗျာဟာတို့ဆရာကြီးရရှိလားဗျရှိပါကိုပုံရဲ့ရှိပါရောကမောင်းပုံပါလားကိစ္စတော့ထူးနေတူမရဲ့မောင်တာတီရဲ့ဆရာကြီးကကျုပ်ကိုပြောရင်ဧကန်အဝါကိုမျှော်ကြည့်နေတယ်ဗျကျုပ်ကလည်းဧည့်သည်ဆိုတော့ကိုမြင်ရင်လို့လှမ်းပြီးကြည့်တာပေါ့ဗျာဆရာကြီးနေထိုင်ကောင်းပါရဲ့လားဗျဟောရောက်ပါပြီဗျအသားဖြူထောင်မောင်းနဲ့လူတစ်ယောက်ကဧကန်ဝါမှာရိုးလေးရက်ပြီးဆရာကြီးကိုလက်အုပ်ချပြီးနှုတ်ဆက်တယ်ဗျမျက်နှာကလည်းဝိုင်းနှက်ခမ်းမွေးနေပြီဒီလူရုပ်ကလည်းတော်တော်ကိုခံညာတီကြီးရဲ့ရုပ်ပါပဲလာဟိမောင်မိုးကြီးရန်ကုန်ကိုဘယ်တော့မှရောက်တယ်လဲကွဒီကနေ့ပါပဲဆရာကြီးပြောရင်းနဲ့ကိုပုံကဆိုဖာတစ်ခုမှဝင်ပြီးထိုင်နေပါတယ်မောင်ပုံထမင်းတွေပါစားပြီလားဟုတ်ကဲ့စားပြီပါဆရာကြီးဒါဆိုလို့ရှိရင်လက်ပတ်စားအကျန်းလေးပါလေးတောင်းအောင်ကွာဟုတ်ကဲ့ပါဆရာကြီးဆရာတော်ဖကလည်းကျိုးပေးရဆိုပါကူမှဝင်ပြီးထိုင်လိုက်တယ်မောင်ပုံတယောက်တည်းလာလားတခြားဘသူပါသေးလဲမပါပါဘူးဆရာကြီးရေကိစ္စတော်တော်လေးကိုရေးကြည့်လို့တယောက်တည်းပဲတိုးလေးထွက်လာခဲ့ရတာဗျာဟာဟုတ်လားဘလို့ရေးကြည့်တာတော့ပြောပါဦးဒီလိုဆရာကြီးရေကျွန်တော်တို့နေဘက်မှာကလက်ရတောင်မှန်တောင်မုတ်ဆိုးတောင်စင်ကောင်းတောင်စီးကြည့်တောင်တန်တောင်ဆိုတာရှိတယ်ဗျာအဲ့ဒီထဲမှာစီးကြည့်တောင်ကအခုတလောတော်တော်ထူးဆန်းတာတွေဖြစ်နေတယ်ဆရာကြီးရေဟေးဘလို့များဖြစ်တာတော့စီးကြည့်တောင်ပဲနားလေးမှာစကြက်အားကြီးကောင်းတာဆရာကြီးရဲ့ကျွန်တော်တို့ရွာနွားတွေဆိုလို့ချင်းအဲ့စကြက်ကိုလွတ်တာပဲများတယ်အခုတလောနွားချောင်းသားလေးစီးကြည့်တောင်ပဲသွားပြီးနွားချောင်းရင်ဘာဖြစ်တယ်မသိဘူးနွားတွေလန့်ပြီးပြေးတယ်အခုဆိုလို့ချင်းရွာနွားတွေကအဲ့ဒီဘက်ကိုမောင်းလို့ကိုမရတော့ဘူးဗျာကျုံးနေဆွဲခွင်တော့အတင်းယုံတာတော်တော်ထူးဆန်းတာပဲကွာအဲ့ဒါနဲ့ပဲဟိုတနေ့ကငနီးဆိုတဲ့ချောင်းသားလေးကသူ့နွားကိုအဲ့ဒီဘက်မှာလှုပ်ပြရလို့ဘာ
ဘာဖြစ်တယ်လဲဆိုသိချင်လို့စီးစီတောင်မို့တယောက်တည်းတက်သွားတယ်အဲ့ဒီမှာတွေ့လာတာပဲပြောဘာတွေ့လာတာလဲကိုပူရဲ့ဆရာနွန်ဖကလည်းတော်တော်ကိုသိချင်နေဦးမှာပဲဗျာလရာကြီးစီးစီတောင်ပေါ်မှာအများကြီးပဲဝဲနေတယ်တဲ့ဗျာဒါနဲ့ပဲငနီမသူ့မှာပါလာတဲ့လေးကွာနဲ့လရာတကောင်ကိုပြစ်ထက်လိုက်တယ်လရာကြီးလည်းလောက်စလုံးထိသွားရောလက်ထငါးကောင်တခါတည်းထိုးပြီးဆင်းလာတာပဲပြောငနီကောင်ပေါ်မှာဝီနဲ့ပတ်ပြီးပြန်နေတာဗျာငနီကလည်းကြောက်လာနဲ့ထွက်ပြီးမှအလုပ်မှာပဲလရာတွေကမြေကြီးပေါ်ကိုဆင်းလာကြတယ်သူ့ကိုလရာငါးကောင်ဝိုင်းထားတယ်ဆိုပဲအဲ့ဒီချိန်မှာသူ့နောက်ကဟာဆိုရေတံကြီးထွက်လာလို့ငနီကနောက်လှည့်ကြည့်လိုက်တော့သူ့နောက်ကလရာကြီးကလရာမဟုတ်တော့ပဲသပင်ဖားရနဲ့မိမတယောက်ဖြစ်နေတော့တယ်အဲ့နဲ့ရှေ့ဆက်ကြည့်ပြန်တော့လေရှေ့ကလရာကြီးတွေကလည်းသပင်ဖားရချထားတဲ့မိမတွေဖြစ်နေရောဗျာသူတို့မိမကြီး9ယောက်ကသပင်ဖားရကြီးနဲ့ဝါမီရဲနေကြတာဒါပေမဲ့လေအဲ့ဒီမိမတွေအကုန်လုံးကျုပ်တွေကတော်တော်ကိုချိုးကြတယ်ဗျာဟာကဝီမတွေပါလားဟုတ်တယ်ဆရာကြီးရဲ့အဲ့ဒီကဝီမတွေကငနီကိုနင့်ကိုဒီတစ်ခါတော့အသက်ချမ်းသာပေးလိုက်မယ်နောက်တစ်ခါဆိုလို့ရှိရင်မတာပေါ်တာမှတ်ပြီးတော့နင်တို့ရွာသားတွေကိုလည်းပြောလိုက်ဟောဒီစေးချိတ်တောင်ကိုလာခဲ့သူမှန်မြအသေးပဲလို့ကြလာကောင်းလေးနင်သွားတော့ပြောလိုက်တယ်ဗျာငနီလဲနောက်ကိုလှည့်မကြည့်တော့ပဲတခါတည်းကိုရွာကိုရောက်တဲ့အထိပြေးတော့တာပဲပြောရွာရောက်တော့လေကောင်းလေးခင်ဗျာတတိလစ်သွားလို့မနှင်းကိုနာနဲ့ရွာတယ်ဆရာကြီးကကိုပုံရဲ့စကားကိုကြားတော့တခုခုစဉ်းစားနေပုံပဲဗျာပြီးမှပဲမောင်ပုံကြီးမင်းပြောတယ်စီးကြည့်တော့မှကိုဝေးကအရေးကြီးကိစ္စတခုလုပ်နေပုံရတယ်ကွာဗျာဘယ်လိုကိစ္စများတော့ဆရာကြီးရဲ့ကျွန်တော်တို့ရွာသားတွေမှာအန်ဒီရီဘာတွေများရှိလားဆရာကြီးဟာရှိပါပြီလားမောင်ပုံကြီးကိုဝေးဆိုတာကလူတွေကိုဒုက္ခပေးဖို့တတ်ပဲကွာသူတို့ကိစ္စမှာအနောက်ရှက်ဖြစ်သွားရင်ရွာလုံးကျဒုက္ခပေးလို့တာပဲကျုပ်တော်တော်များများတွေးခဲ့ဘူးပါတယ်ဒါဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲဆရာကြီးကျုပ်လည်းအဲ့ဒါကိုတွေးကြည့်နေတာမောင်ပုံကြီးကျုပ်စိတ်တင်ပြောရရင်တော့ဒီကိုဝေမတွေဟာအဆောင်ကျက်ဆင်းလောက်ပဲရှိတာသူ့ထက်အများကြီးအဆင့်မြင့်တဲ့ကိုဝေသခင်ကြီးတို့ကိုဝေသခင်မကြီးတို့ဆိုတာရောက်နေပုံမှာပဲကွာဟာဒါဆိုရင်ကျွန်တော်တို့ရွာလေးတော့ဒုက္ခရောက်ပါပြီဗျာမစိုးရိမ်ပါနဲ့မောင်ပုံကြီးကျုပ်လက်ခဲ့ပါမယ်ဟာဝမ်းသာလိုက်တာဆရာကြီးမောင်ပုံဆိုတဲ့လူကသူ့နှက်ခမ်းမွေးကားကြီးနဲ့သွားပေါ်အောင်ပြုံကြီးလှုပ်ပြီးပြောတာဗျာတကယ်ကိုဝမ်းသာတော့တဲ့ပုံမှာပဲဒီအောင်မောင်ပုံကြီးအဲ့ဒီစီးချိတ်တောင်ကိုမင်းကနှက်ဆက်ရှိရလားဟာရှိပါပြီကောဆရာကြီးကျွန်တော်ငယ်ကတည်းကနွားသွားကြောင်းနေကြပါဒီအဲ့ဒါဆိုလို့ရှိရင်မင်းကတကူမင်းမယ်ဟုတ်ကဲ့မေးပါဆရာကြီးအဲ့ဒီစီးချိတ်တောင်မှာတဘာဝကူတွေပါလိမ့်များရှိသလားတဘာဝကူဟာရှိတာပေါ့ဆရာကြီးစီးချိတ်တောင်ခမန်းမှာကူတကူရှိတယ်ကူဝါကိုတုံတန်းလို့မမြင်ရဘူးတစ်ပင်နဲ့ခြုံတွေပိတ်နေလို့ကျွန်တော်ဒါဆက်စုရကောင်းမလို့အထဲမှာတစ်ခါဝင်မှုတာဗျအဲ့ဒီကူကတော်တော်ကျေသလားအားကျေတယ်ဆရာကြီးအထဲမှာလှိုင်ကောင်းတစ်ခုလည်းရှိတယ်အဲ့ဒီကနေသွားရင်ဘယ်ထိရောက်လဲတော့မသိဘူးမောင်ပုံမှတ်မိသေးလားကွာအဲ့ဒီကူထဲမှာဘာကြီးထူးထူးခြားတွေ့ကြလဲကြားတော့ကြားပြီဆရာကြီးရဲ့နေကူထဲမှာတော့ရေကန်လူရေအိုင်လူတစ်ခုတော့ရှိတယ်အဲ့ရေကန်ပြီးမှထင်းချောင်းနဲ့မီးဖူထားတာတော့တွေ့ဘူးလေအဲ့တုန်းကတော့လူကြီးခီးယုံဝင်လို့နားတာထင်ပါရဲ့ဗျာဟုတ်ပြီမောင်ပုံကြီးဟုတ်ပြီဆရာကြီးမှန်းမိပြီကွယ်ဘာရတော့ဆရာကြီးကိုဘုံကမျက်လုံးပြူပြီးဆရာကြီးကိုမေးတယ်အဆင့်တော်မြင့်တဲ့ကိုဝေတယောက်ကူအောင်ပြီးထုံကူးတာဖြစ်လိမ့်မယ်ကွာအဲ့ဒါကြောင့်ပဲသူတို့တခင်ကြီးကကိုဝေလားကိုဝေမကြီးလားတော့မသိဘူးကွယ်ထုံအောင်ပေါ်ဝါမီစောင့်ကြက်နေပုံရတယ်ဒီလိုချိန်မျိုးမှာဆက်တီပခံကြဘူးကွာမင်းပြောတဲ့ငနီဆိုတာလေးခွားနေတော့သွားပစ်သေးတယ်ကံကောင်းလို့တတ်မပစ်တာဒါတဲ့မင်းတို့ကဘာရွာခေါ်တော့ပြီးတော့အဲ့နာမှာရွာတွေဘယ်လောက်များလဲကျွန်တော်တို့ရွာမှာငှက်ကြရွာကျွန်တော်တို့ဘက်မှာတော့ကန်တောင်အလဲတောင်တပူးရွာတော့ရှိတယ်ကျွန်တော်တို့ရွာကစစ်ကြီးတောင်နဲ့အနီးဆုံးပဲဗျာကဝေးတခင်ကြီးထုံမအောင်လို့ကတော့အဲ့ဒီနာရွာတွေပွေလိုက်နှောက်လိုက်ဒုက္ခပေးလိုက်ကြမှာပဲဟုတ်လားဆရာကြီးဟုတ်ပါလေမောင်ပုံရဲ့အဲ့ဒီတော့မပူရနဲ့ကွယ်ကျုပ်ကလုပ်ပြီးဆိုလို့ရှိရင်အမုံတောင်မကြံအောင်လက်စလုံးပြစ်တဲ့သူပါဆရာကြီးဒီကိစ္စကိုဆရာကြီးနဲ့ကျွန်တော်နှစ်ယောက်တည်းနိုင်မှာမလားကဝေက9ယောက်တောင်ရှိရလို့ဆိုတော့ရပါတယ်ကွယ်နွန်ဖရဲ့မင်းကိုဆရာကြီးပေးထားတဲ့ပညာလေးကနေတော့မှမဟုတ်တာကဲနွန်ဖကြီးဒီခါတော့နာနာရုပ်တက်တွေ
ရုပ်ပြောင်းရုပ်လွဲတက်တယ်သုံးရတော့မထင်နဲ့ဟုတ်လားဆရာကြီးအဲ့ဒီပညာရေးလည်းနှုတ်ထားအောင်နှုတ်ပါရဲ့ဆရာကြီးတို့ပြောနေတယ်နာတို့ရုပ်ပြောင်းရုပ်လွဲလို့ဆိုတာတာတီကဘာမှနားမလည်ဘူးဗျတာတီတို့ရောကိုရောက်ကြပြီကိုပုံးတို့ရွာငှက်ကြကိုမရောက်ခင်မှာနဘူးတို့အလေတောင်းတို့တန်တောင်းဆိုတဲ့ရွာကလေးကိုကျွတ်တို့ဖြတ်ခဲ့ရတယ်ဆရာကြီးကလမ်းတစ်လျှောက်မှာရွာတွေကိုအာယုံခံပြီးကြည့်နေတယ်။ဘောင်ပုံကြီးဒီရွာမှာရွာကန်ကိုမရှိပါဘူးကွာ။ဆုံးတော့ပဲရှိပါတယ်။ဆုံးဆိုတော့လေရွာတော်တော်များများရှိကြတာပါပဲ။ဟုတ်ကွာဆရာကြီးဒါဆိုလို့ရှိရင်ဒီကိုကြီးတွေကဘလို့ဖြစ်ပြီးကျွန်တော်တို့ဘက်ကိုရောက်လာတယ်ဆရာကြီး။ဒီလိုဖြစ်လိမ့်မယ်ကွာ။အဲ့ဒီစေးစိတ်တောင်ကကိုကြီးဟာဟိုးရင်ကလေးကကိုကြီးတွေပညာအမြင့်ဆုံးတက်တဲ့နေရာတစ်ခုဖြစ်လိမ့်မယ်။ဒီလိုအစိမ့်နဲ့ကိုကြီးဖြစ်ဖို့သိမလို့လာဘူးလေ။ဒီတော့တိတ်မရောက်လို့ဖြစ်မှာပေါ့ဆရာကြီးဟိုရှိရရွာကျွန်တော်နေတဲ့ငှက်ကြရပါပဲရှေ့မှာမြင်နေတဲ့တောင်ထုတ်ကြီးကစေးချိတ်တောင်ထုတ်ကြီးပေါ့ဆရာကြီးရဲ့စေးချိတ်တောင်ဆိုတာအဲ့ဒါကိုဆရာကြီးကမှညွညွတောင်ကြီးကိုလမ်းပြီးကြည့်လိုက်တယ်ကျုပ်တို့လည်းကြည့်လိုက်တာပေါ့ဗျာတောင်ကလည်းတော်တော်လေးကိုကြီးသားပဲမြင်လဲမြင်တယ်တော့ကလည်းထူပါဗျာဒီလိုနဲ့ပဲကျုပ်တို့ကိုပုံတို့အိမ်ကိုရောက်လာပါတော့တယ်ကိုပုံကလည်းလူပြိုကြီးပါပဲအဖေကိုအမေကိုတွေကိုလောက်ကန်ကျွေးနေတဲ့သူပဲဗျသူ့မှာကိုယုံလို့ခေါ်တဲ့ညီတယောက်ရှိတယ်သူနဲ့ကတော့ရုပ်ချင်းခက်ဆစ်ဆင်ပါပဲကိုပိုးတော့အင်ကြီးကတော်တော်ကိုကျေတယ်ဗျလွတ်လပ်ကိုနေလို့ရပါတယ်ပေါင်ပုံကြီးမင်းပြောတဲ့နွားချောင်းသားငနီးဆိုတာသွားခေါ်စမ်းကွာအချိန်လေးခံမှန်းလို့ရတော့ပေါ့ဆရာကြီးကပြောလိုက်တော့ကိုပုံကဟုတ်ကဲ့ပါဆရာကြီးရေကျွန်တော်ခဏဆိုသွားခေါ်လိုက်ပါမယ်ဆရာကြီးတို့အမောပြအောင်စိတ်နှုတ်တော့ကြပါဦးဒါကကျွန်တော်ချမ်းထွက်ပါပြောပြီးတော့ကိုပုံနဲ့ကိုယုံကကျုပ်တို့ကိုစိတ်နှုတ်နဲ့အခန့်နေဗျပြီးတော့မှပဲကိုပုံကကိုယုံကိုလွတ်ပြီးငနီကိုခေါ်ခိုင်းလိုက်တယ်ကဲဆရာကြီးဟောတာငနီပါပဲကဝေမတွေကိုတွေးခဲ့တဲ့သူပါပဲဗျာအကိုယုံပြန်လာတော့အသက်15နှစ်လောက်ရှိတဲ့ကောင်းလေးတယောက်ပါလာတယ်ခေါင်းမှာတော့ကြောင်တုံးလေးနေဗျာငနီလားကွယ်ငနီကဆရာကြီးကိုရော့ရတဲ့အချိန်မှာပဲဆရာကြီးကမေးလိုက်တယ်ဟုတ်ပါတယ်ခင်ဗျာမင်းကစီးစိတ်တောင်ကိုသွားတော့ဘာတွေတွေးကြတာတော့ကွယ်လက်ကားကြီး9កောင်ပြန်နေတာတွေ့တယ်ဗျအဲ့ဒီတော့မင်းကဘာလုပ်တယ်ကျုပ်ကလီးဝါးနဲ့လရရကောင်ပြစ်ထလိုက်တယ်တို့ထီရောထီလားကွာထီရပေါ့ဘုံနဲ့တော့မြည်သွားသေးတယ်အဲ့တော့ဘာဆက်ဖြစ်သေးလဲလက်ကားကြီးကကျုပ်စီကိုထိုးဆင်းလာတာပြောကျုပ်ကထွက်ပြေးရဒါပေမဲ့မလွတ်ပါဘူးကျုပ်ကသူတို့ကဝိုင်းလိုက်ကြတယ်ပြီးတော့မိန်းမတွေဖြစ်သွားတာဗျစင်ဝင်ဖားရကြီးတွေနဲ့ယူဆိုးဆိုးတွေနေလားကွာငနီးရယူဆိုးဆိုးတွေမဟုတ်ဘူးဆရာကြီးရဲ့မိန်းမ9ယောက်စလုံးကယူချိုးချိုးတွေကြီးပဲဟင်းကြီးထမင်းကလည်းတောက်ပြောင်ဝစ်ဆင်စားတာဗျကဲကျုပ်ထင်တဲ့အတိုင်းပါပဲနွန်ဖရနင်းဆရာကြီးကဘယ်လိုထင်တာလဲနွန်ဖဝင်ပေးလိုက်တော့ဆရာကြီးကခေါင်းနဲ့ညှိပြီးအဲ့ဒါကဝေးတခင်ကြီးဆိုတာပဲကွာပညာအထွတ်ထရောက်ဖို့ဒီမှာလာပြီးတော့ကူအောင်နေတာကူအောင်ပြီးတော့ထုံကူးတာပေါ့ကွာဒီကူရလည်းအသက်300လောက်လို့ရှိပြီထင်တယ်ငနီပြောတဲ့ယူချိုးချိုးကိုကြီးမဆိုတာသူ့မယားတွေပေါ့ကွာသူထုံကူးတာကိုအောင်မှုအတွက်သူ့မယားကဝင်း9ယောက်ကတက်ပေးပြီးကားပွဲနေကြတာကွာခါဒီကူရမိမ9ယောက်တောင်ယူရတာကျုပ်ကလည်းဝင်မေးလိုက်တယ်ပေါ့ဗျာဟာမောင်တာဒီတချို့ကူဝေးတွေဆိုလို့ရှိရင်ယူထားတဲ့မိမတွေရေတောင်မရေနိုင်ဘူးဟောဒီလိုကြီးလားနုံဖကျုပ်ထည့်ခိုင်းထားတယ်တန်ကိုရုံနဲ့ကဝေးဖြတ်ဘလူးရုံပေါ်ပါရဲ့လားပါရဆရာကြီးကျွန်တော်ဒီစားကိုထည့်ယူခဲ့ပါတယ်ဒီဟုတ်ပြီနုံဖအင်းတော်တွေစီးတော်တွေကိုစုံဝင်ယူခဲ့ပြည့်စုံပါလေဆရာကြီးအားလုံးစုံပါတယ်ကောင်းပြီကဲကောင်းပြီဒီပွဲမှာလွယ်တော့ရမှာတော့မဟုတ်ဘူးနုံဖရေပြီးတော့ညာတာလို့ရမယ်ပုံလည်းမပေါ်ဘူးအစသာရတော့တိတ်ထားမယ်ကွယ်မောင်တာတီကိုတန်ကိုစီးတော်ကြီးနဲ့တိုက်ထက်လိုက်စမ်းတန်ကိုစီးတော်ကြီးတောက်ထားလို့ရှိရင်မောင်တာတီကဘလူကိုဝေမျိုးမှာဒုက္ခပေးလို့မရတော့နင်းနေမှမကြောက်တဲ့နော်မောင်တာတီဟုတ်ကဲ့ပါဆရာကြီးကျုပ်ကမကြောက်ပါဘူးပြောလိုက်ရတယ်ဗျာကျုပ်စိတ်ထဲမှာတော့သိနေတယ်ဒီတခါဆရာကြီးလိုက်မဲ့ကိုဝေကပေါ်သေးသေးတော့မဟုတ်ဘူးဗျာဆရာကြီးကိုယ်တိုင်တော်စဉ်းစားချင့်ချိန်နေရတဲ့ပုံပဲနောက်တစ်နေ့နဲ့မှာပေါ့ကျုပ်အိယာတို့မှရှိပါသေးတယ်ဆရာကြီးတောင်ဖျားငန်းနေရထွက်မလာသေးကိုပုံရှိလာဟဲ့အတန်အောက်ထက်ကကြားလိုက်ရတယ်ဗျအင်းကခြေလမ်းကြီးအင်ကြီးဆိုတော့ကျုပ်တို့အားလုံးအိမ်မောင်မှာအပေါ်တက်မှာပေါ့ဗျာဘာလို့ကွာစောစီ
မောင်ယုံပါလားငါပါကွမောင်မိုးပါမင်းကိုရှိလားရှိပါတယ်မနက်စာစားဖို့အတွက်အစောကြီးထပြီးတော့ကောင်းချင်းပေါင်းနေတာဗျအိမ်တော့ဝင်သွားလိုက်ကိုကြီးမှုလားလေဗျအပေါ်တက်ခဲ့လေအေးဧည့်သည်ရှိနေတာကျုပ်ကအားနာလို့ပါဗျာအားရပါတယ်လာပါကိုမိုးဆိုတဲ့လူကအိမ်ပေါ်တက်လာတယ်ဗျရဲပူပြက်သပင်ပုတ်တိုင်နဲ့အသက်40လောက်တော့ရှိမှထင်ပါတယ်။အော်ကိုမိုးကြီးစောစီဘဲသွားမလို့လေအင်းနောက်ပွေရထွက်လာတဲ့ကိုပုံကကိုမိုးကိုစီးပြီးမေးလိုက်တယ်။မောင်မိုးကြီးမင်းစီကိုလာတာပဲကိစ္စရှိလို့ငါညီလား။ဘာကိစ္စရှိရလဲကိုမိုးကြီးကိစ္စရှိရင်လည်းပြောပါ။ကိုမိုးဆိုတဲ့လူကကျုံနဲ့ဆရာနှုံဖောက်ကိုကဲခတ်လိုက်တယ်။ပြောတယ်မပြောတယ်စဉ်းစားနေတဲ့ပုံမှာပဲ။ကိုမိုးဒါငါဆရာတွေပါစိတ်ချတောင်ကိစ္စအတွက်ကျုပ်သွားပင်ထားတဲ့ဆရာတွေပါကိုပုံကလည်းကျုပ်ကပါဆရာထင်းနေရတူပါရဲ့ဗျာအခုလဲစိတ်ချတောင်ကိစ္စပါပဲဟင်ဘယ်လိုလုပ်လဲစိတ်ချတောင်ကိစ္စဟုတ်လားအေးမင်းပြောဆိုမှတော့ပြောဖို့ပေါ့ကွာဒီလိုဟိမောင်ပုံကြီးရွာနောက်ပိုင်းကဥစိန်တို့တော်တုတ်တွေရဲ့သမီးတင်းကြီးလေးကိုမင်းသိတယ်မလားဩကိုမိုးကြီးတရွာတဲ့နေတဲ့လူပဲမသိပဲရှိပါလားဩတင်းကြီးဆိုတာကညူညူကလေးမလားဖြူဖြူကလေးမလားသူတို့မဲညီမနဲ့ရောက်ရှိတယ်မလားအေးညူညူကလေးမတင်းကြီးကွာဖြူဖြူကလေးမကတော့တင်းကြီးအခုငါပြောနေတာဖြူဖြူကလေးမလေးကွာဒီကလေးမလေးရဲ့ရုပ်တော်ချိုးတာပဲလားလုံးကြီးပေါက်လာဗျာကိုမိုးရဘာဖြစ်လို့လဲအေးမနေ့ကမင်းတို့ဒီရွာမရောက်ခင်ရွာပေါ်မှာရရသုံးအောင်ဝဲနေတယ်ကွာရွာသားတွေဆိုကြောက်လို့အင်းပြင်းတော့မထွက်ရဲဘူးနောက်တော့မှအဲ့ကလေးမတင်းကြီးဆိုတာယာတဲ့ကနေပြီးတော့ရွာထဲကိုပြန်ဝင်လာမှာလက်ရာကြီးတွေကသူ့ကောင်းပေါ်မှာခက်နေပြန်ဝဲတယ်ဆိုပဲမကြခင်မှာပဲလက်ရာကြီးတွေပြန်ဝဲတဲ့နောက်ကိုတင်းကြီးကလိုက်သွားတယ်ဆိုပဲခါဟုတ်လားရွာလူတွေလိုက်မစိုးကြဘူးလားအာမောင်ပုံရအိမ်ထဲကနေအပြင်းကိုမထွက်ရဲအောင်ဆိုမှာကွာပြောပါအောင်ကိုမိုးရဲ့နောက်တော့ဘာဖြစ်တော့အဲ့ဒီကလေးမလေးကစီးကြည့်တောင်ဘက်ကိုရောက်သွားပြီးပျောက်သွားတာလေကွာညစောင့်နေကြတာတညာလုံးပြန်မလာဘူးဒါတောင်မင်းဒီသတင်းကိုမင်းကိုလာပြောတာဟာဘယ်လိုဖြစ်ရတာလဲဗျာကျုပ်တို့ရွာသားတွေတော့ဒုက္ခရောက်ပြီထင်ပါတယ်တိတ်လည်းမစိုးရင်မှနဲ့မောင်ပုံရဒီကိစ္စတွေကိုကျုံနှနှိမ်နေမှမယ်မင်းတို့ပြောနေရတဲ့ဖျားခန်းတွေကနေကျုပ်ကြားပြီးပါပြီဖျားခန်းတွေကထွက်လာတဲ့ဆရာကြီးဟာခေါင်းရင်းထက်မှာခင်းထားတဲ့တင်ပြူးလေးပေါ်မှာတင်မြင်ခွေပြီးဝန်ထမ်းလိုက်တယ်မောင်မိုးဆိုတဲ့လူကလည်းဆရာကြီးကိုပြတယ်လဲရှ िख ိုးတော့တာပဲဗျာကိုပုံတို့ကိုယုံတို့ညီကိုနှစ်ယောက်ကလည်းရှ िख ိုးကြတယ်အဲ့ကူအောင်နေတဲ့ကဝေသခင်ကြီးဆိုတဲ့အကောင်ကွာသူ့ရဲ့ပညာအထွတ်ထိပ်ကိုရောက်တဲ့ပွဲမှာချင်းရတစ်တယောက်ထောက်တော့ကောင်းမယ်သဘောကိုကွာဒီကလေးမလေးကအယုံချောချောလေးဆိုတော့ဟုတ်ပါတယ်ဆရာကြီးအဲ့ဒါသူ့အရင်မယားငါးယောက်ကသူတို့ရဲ့လင်းကိုဝေကောင်အတွက်နောက်ထပ်မယားတယောက်ရှာပေးရတာကွာဒါဆိုလို့ရှိရင်ဒီကိုဝေကောင်ဒီနေ့မနေ့ပြန်ကူအောင်တော့မှာကွာဒီကလေးမလေးကိုဝေကစိတ်တက်ရမှာကလေးမလေးဒီစိတ်တော့ပြီးတော့လို့ရှိရင်သူနောက်ကျောင်းတွေဘာမှတတိမရတော့ပဲဒီကိုဝေကောင်ရဲ့မယားအဖြစ်ရောက်တော့မှာပြီးရင်ကိုဝေပညာတွေသင်ပေးပြီးကိုဝေမတကောင်ဖြစ်တော့မှာပေါ့ကွာဟာတင်းကြီးလေးတော့ဒုက္ခရောက်ပါပဲကွာကိုမိုးဆိုတဲ့လူကဝမ်းနဲ့ပက်လက်နဲ့တောက်ခောက်တယ်ကျုပ်လေးကြားရတာတော့တော်တော်ကိုစိတ်မကောင်းဖြစ်သွားတယ်ဗျာကိုဝီလူတက်ပြီးရှင်စီပေါအောင်ကိုပိုးလာတာဗျာကျုပ်တို့အတွက်တော့ချိန်ရပြီကွယ်ကဲနှုံဖကြီးပြည်စုစုံယူတော့မောင်တာတီမင်းဆရာကိုကူလိုက်ပါကွယ်ပြင်ကျုပ်တို့ဆေးချစ်တောင်သွားကြမယ်မောင်ပုံကတော့ကျုပ်တို့ကိုလိုက်ပြီးလမ်းပြပေးမှဖြစ်မယ်ဘယ်လိုလဲမောင်ပုံလိုက်မယ်မလားဟာဆရာကြီးရေကျွန်တော်ကဒီလိုပွဲမျိုးနှွှဲချင်နေတာဗျာဒါဆိုလို့ရှိရင်လည်းကီးထွက်ဖို့ပြင်တော့မောင်ပုံကြီးတကယ်တော့ဆေးချစ်တောင်နဲ့ငှက်ကြတောင်တို့ဟာတိတ်ဝေးလာတာမဟုတ်ပါဘူးအများဆုံးရှိမှခွေးတဟောင်ပါပဲဆရာကြီးရေဆရာနွန်ဖရေကျုပ်ရေကိုပုံရေတောင်ကြီးရောက်တော့ကိုပုံကတောလန်းထူတဲ့လမ်းကိုရွေးပြီးတော့တောထူတဲ့လမ်းကိုရွေးပြီးတော့တောင်ပေါ်ကိုတက်ခဲ့တယ်ကျုပ်တို့ခပန်းကိုရောက်တော့တွေ့ပြီယူလက်သားကြီးတွေအားလုံးပေါင်း9កောင်တောင်ခပန်းမှာဝဲနေကြဗျာကျုပ်တို့ချုံမှုတော်မှာပုံနေကြတာလေအဲ့ဒီလက်သားကြီးတွေဝဲနေတဲ့နေရာမှာကိုရှိတယ်ဆရာကြီးရဲ့အေးသိကြတာပေါ့ကွယ်ကျုပ်တို့ဒီနေရာမှာခဏနားရအောင်လို့ဟေမော်တာဒီခြုံနေကနေထောက်လန်းနေကွတိတ်လှုပ်လှရှားရှားတော့မလုပ်နဲ့ကိုဝေမတွေချက်ချင်းရောက်လာလိမ့်မယ်ဟုတ်ကဲ့ပါဆရာကြီးမောင်ဘုံမင်းယူလာတဲ့ကောင်းကြီးမောင်ကိုထုတ်ကွာအစာပြေလေးစားလိုက်ကြအောင်မွန်းတဲ့ရင်ရောက်လို့ရှိရင်ချွတ်တူလုံးဝစတာပေါ့ကိုဘုံကသူယူလာခဲ့တဲ့
မပြောဘက်ကိုချိုးနေဖြစ်ပြီးကောင်းကြီးမောင်းနဲ့စက်သားကြောင်ပြီးဖောက်ကူဆရာကြီးတို့အတွက်ကြွေးတယ်ဗျာကျုပ်ကတော့ရွာမှာကလေးကအဝါချိတ်ကြတာဆိုတော့မစားပါဘူးကျုပ်ကကင်းဆောင်နေတာပေါ့လက်လာကြီး9កောင်ကတော့တက်ပင်ပေါ်မှာဝဲနေတာပြိုကျုပ်လည်းစိတ်ထဲမှာတင်းကြီးဆိုတဲ့ကလေးမလေးဘယ်မှာများထားသလဲဆိုတာတွေးနေပြီတယ်ဗျာဟောဆရာကြီးလက်သားတွေတော့ပျောက်သွားပြီဗျာနင်ဟုတ်လားမောင်တော်ဒီဟုတ်ပါကွယ်ကိုဝေမတွေနားယူနေတာထင်ပါတယ်မွန်းတဲ့ချိန်ဆိုလို့ရှိရင်ကိုဝေတွေကအားချီရလေကွာအခုမွန်းတဲ့ချိန်ကြီးလာပြီဆိုတော့ကဲဒီချိန်မှာကျုပ်တို့သွားဖို့ကတော့အကောင်းဆုံးပါပဲမောင်ဘုံကြီးကိုစီကိုအမြန်ဆုံးလောင်းတာသွားပြီးတော့ကိုပုံကရှေ့ကလမ်းပြကျုပ်တို့ကနောက်ကလိုက်တွက်လိုက်တဲ့ခြေထောက်တွေပြောမနေပါနဲ့တော့ဗျာကွန်တရားညညက်သားဆိုလို့ရှိရင်ကိုနာကိုကျုပ်တို့ရောက်သွားတာပဲပြိုကိုနာမှာကဝေမတွေရဲ့အရေးရောင်တောင်မတွေ့ရသေးဘူးကျုပ်တို့ဆရာတပည့်တွေကိုနဲ့မလန်းမကန့်မှာအตาရက်ပြီးအကဲခတ်နေကြတော့ဝီဝီဝီဆိုတဲ့အတန်တွေကိုကျုပ်တို့ခေါင်းပေါ်မှာကြားလိုက်ရတယ်ဟာဘာသာကြီးတွေလေဗျာကျုပ်ပါစက်ကလှုပ်ကနေပြောလိုက်တော့ဆရာကြီးကမောင်ဘုံနဲ့တာတီနောက်ကိုနည်းနည်းစုံနေကြကဝေ9កောင်ကျုပ်တို့တွေ့သွားပြီကွအဲ့ဒါသူတို့ရဲ့ဆက်တွေလှုပ်လိုက်တာနောက်ဆိုကြတယ်ကျုပ်နဲ့ကိုပုံကနောက်ကိုခြေလန်းနှမ်းလန်းလောက်ဆုပ်လိုက်ကြတယ်ထိန်မင်းတမင်ဘေးမှာအตาလေးကတ်နေကြတယ်ပြီးတော့ဆရာကြီးရောဆရာနွန်ပါလက်ဘွားနှစ်ပတ်ကိုပူးပြီးတော့မန်တန်နေကျွတ်ကြတယ်ဗျာဝီးဆိုတာဟောလာကြပါမယ်ပြိုဘာမှမမြင်ရပါမယ်ကြားနေတဲ့အတန်ကြီးကကြောက်ဆရာကြီးပဲပြိုဟောလှုပ်လိုက်ပြီပြိုဆရာကြီးတို့နှစ်ယောက်လက်တွေကိုပုံမြောက်ပြီးချက်ချီကတဲ့ပုံစံလုပ်လိုက်ကြတယ်ဆိုတော့ဘာမှမမြင်ရတဲ့ကျုပ်တို့ခေါင်းပေါ်မှာအယောင်တွန်းဝန်းနဲ့ဝင်းနဲ့ဖြစ်သွားတယ်ပြိုပြီးတော့ဝီဝီဆိုတဲ့အတန်ကြီးတွေလည်းပျောက်ထွက်သွားတယ်ထောက်ခဲ့ကြတယ်ကဲထွက်ချမ်းဆရာကြီးရဲ့အတန်ကြီးထွက်လာလို့ကျုပ်လဲဟိုရှိတကြီးနဲ့ကြည့်လိုက်တဲ့အခါမှာကိုပုံပြောတဲ့ဂူးရှိတယ်ဆိုတဲ့နေရာကနေမိန်းမတွေထွက်လာကြတယ်ပြိုအားလုံးပေါင်း9ယောက်ဗျာငန်ကြီးပြောတာလဲဟုတ်တာပဲမိန်းမ9ယောက်စလုံးမိန်းမချောလေးတွေကြီးပဲလုံးကြီးပေါက်လာတွေကြီးပဲဆရာကြီးကိုစူးစူးဘွားဘွားကြည့်လိုက်ကြတယ်ကြည့်ရတာတော့ဆရာကြီးကိုနည်းနည်းမှယူဆတဲ့ပုံမပေါ်ပါဘူးရှေ့တလန်းချင်းတိုးလာကြတယ်ဗျာဟောဆရာကြီးရဲ့ဝါးထွိုက်လောက်ဝေးတဲ့ကားမှာအားလုံးရက်သွားကြပြီးလက်ဝါးတွေပုတ်နေကြတယ်ပါဇက်ကလည်းဒုနဲ့ရွတ်ဆိုနေကြတာဟာပြစ်လိုက်ပြီဗျိုလက်နဲ့အလင်းလန်းတွေကြီးဗျာဆရာကြီးရဲ့သူ့ရဲ့ညာလက်ဝါးကိုဖြန့်ပြီးကားလိုက်တယ်တက်လက်နဲ့ပြေးလာတဲ့လင်းလန်းတွေကိုတုံးနဲ့ရက်ပြီးဖုံးနဲ့အတန်ကြီးမြည်သွားကမိကူတွေထွက်လာတယ်ဗျာကိုဝေးမ9ယောက်နောက်ကိုခြေလန်းနည်းနည်းတော့ဆုတ်သွားကြတယ်ဆရာကြီးကိုလည်းပြီးဝင်းတောက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေကြတယ်ပြောပြအောင်မယ်ဗျာကဝေး9ယောက်စလုံးကအပေါ်အနဲ့အောက်အနဲ့ဝတ်ထားတာမျိုးအားလုံးကအနဲ့ရောက်နေကျွေးဟောတယောက်ကလက်ဖွားကိုဖြန့်ခံပေးလိုက်တယ်ကျန်တဲ့4ယောက်ကသူ့ရဲ့လက်ဖွားတွေကိုစောစောကပုတ်ပြီးတော့လက်ဖြန့်ထားတဲ့ကဝေးမရဲ့လက်ထဲကိုထည့်နေရတာဗျာဟောဖြန့်ထားတဲ့ကဝေးမအားလုံးစုယူလိုက်ပြီးဆရာကြီးကိုပြစ်ပြီးပြီဒီခါတော့တော်တော်ကိုအယောင်နေလက်တယ်ဗျာဆရာကြီးလက်ထဲမှာလည်းစီးတော်လားအင်းတော်လားမသိဘူးအသင့်ကင်ပြီးစောင့်နေတာဆရာကြီးပြစ်လိုက်ပြီဝုန်းနဲ့ကိုဝေမကြီးနဲ့ကိုဝေဆက်နဲ့ကဝေမကြီးပြစ်တဲ့ကိုဝေဆက်နဲ့ဆရာကြီးပြစ်တဲ့စီးတော်ကြီးကိုထိတ်တိုက်တွေ့ပြီးတန်ကြီးမြည်သွားတာပဲဗျဟာကိုဝေမကြီးဖင်သားရဲ့လဲကြကုန်တာပဲဗျနော်ဖကြီးတန်ကိုမြန်ပေးသားဆရာကြီးကလက်ဝါးဖြန့်ပြီးကောင်းတယ်ဆရာနော်ဖလည်းအစင်းနဲ့မှာပဲစီးသားနဲ့ထုထားတဲ့တန်ကိုရုပ်ကလေးပြရွှေချထားတာလေအဲ့ဒီရုပ်ကလေးကိုဆရာကြီးလက်ထဲကိုထည့်ပလိုက်တယ်ဘုံနဲ့ယူသွားတဲ့အချိန်မှာတော့ဘုံလို့ကိုဝေမတွေကိုဖုံးလန်းသွားတယ်ကိုဝေမတွေပြီးပြီလာရတောင်ပန်ကြီးဖန်ဆင်းပြီးပြန်ထွက်သွားကြတာဗျာသူတို့ကိုရီဘေးမှာလေရောင်နေတုံးဝင်းနဲ့ဧကနာတော့ကိုဝေဆက်တွေဖြတ်ထားတာထင်ပါတယ်ဆရာကြီးကတန်ကိုရုပ်ကလေးကိုလက်ဘောမှာတင်ပြီးမန်တန်နေရွတ်နေဟောတန်ကိုရုပ်ကလေးကအယောင်နေတုံးထွက်လာပြီတန်ကိုဝေဆက်ဆိုတာထင်ပါတယ်တန်ကိုရုပ်ကလေးပျောက်သွားပြီဗျာဟာဆရာကြီးကပြန်တက်သွားတဲ့လာကြီး9000ကိုလက်ညှိုးထိုးပြီးတော့အတင်းတန်ကိုဝေလူတွေကိုဒုက္ခမျိုးမျိုးပေးနေတဲ့ကိုဝေတခင်မရဲ့မယား9ယောက်ကိုတင်ကူရမဲနှိမ်နှင်းလိုက်ပြီးတော့ဆရာကြီးကအမိန့်ပြန်နေတော့စုံတာနဲ့လာကြီး9ကောင်ကောင်းဟန်ဝါနေစောက်ထိုးကြီးထူကြသွားတယ်ဗျာလေထဲမှာရင်မိတွေလောင်သွားပါလေရောလာ9ကောင်လုံးမိဟုံးတောက်ပြီးပြာကျသွားပြုတ်ကျလာတယ်ဗျဆရာကြီးကသူ့လက်ကိုရှေ့ထုတ်ပြီးလက်ဝါးဖြန့်ထားတယ်ဟ
ဟောလာပြီရောင်တွန်းနဲ့တန်ကွေယူကလေးပြန်လာပါပြီဗျာဆရာကြီးရဲ့လက်ထဲမှာပုတ်ကနေကြတာပဲဗျဟောစောကလေးကတာမန်ယူကလေးတိဥတိုင်းပဲဘာမှမထူးခြားသလိုပါပဲဆရာကြီးကချွေးချထားတဲ့တန်ကွေယူကလေးကိုဆရာနုံဖောက်လှမ်းပြလိုက်တယ်ဆရာနုံဖောက်ကလည်းယူသေးနဲ့ဆန်းယူပြီးတွဲထဲကိုထည့်လိုက်ပါတယ်ကဲနုံဖောက်ကိုရဲကိုဝင်ပြီးတော့ကူအောင်နေတဲ့ကိုကိုတခင်ကြီးဆိုတဲ့အကောင်ဒီပြင်းအောင်ဆွဲခေါ်ခဲ့ပြီလို့ဟုတ်ကဲ့ပါဆရာကြီးအောင်တာဒီကဆရာကြီးနုံဖောက်ဆရာနေနှစ်ကြီးရည်စင်ပလင်းကြီးကိုယူပြီးကိုဝေးမှာကပ်ပုံးနေကိုမောင်ပုံကတော့တာတီနဲ့လိုက်သွားကိုဝေကောင်ကနုံဖောက်အပြင်ကိုရောက်အောင်ခေါ်ထုတ်လာတဲ့ခါမှာအောင်တာဒီကကိုရဲကိုဝင်ပြီးဟိုကလေးမလေးကိုရှားခွဲတွေ့လိမ့်မယ်သူ့မျက်နှာကိုနှစ်ကြီးရည်စင်နဲ့ဖြန့်ပြီးတော့အထမ်းဆရာကြီးရဲ့အမိတ်မူလအတိုင်းပြန်ရောက်စီလို့မိန်ပေးလိုက်ကလေးမလေးတတိရလာလိမ့်မယ်ကလေးမလေးဘာမှမဖြစ်သေးဘူးကွချက်ချင်းကိုရဲနဲ့ခေါ်ထုတ်ခဲ့ပြီးရင်မောင်ပုံကိုအပ်လိုက်မောင်ပုံကကလေးမလေးကိုခေါ်ပြီးရွာကိုအမြန်ပြန်ပြီးတော့ကျုပ်တို့ကကိစ္စအလုံးပြီးမှပဲလာခဲ့မယ်ကြားလားဟုတ်ကဲ့ပါဆရာကြီးကျုံရောကိုပုံမှာဂိုင်တွေပြောလိုက်ကြတယ်ပြီးတော့ဆရာတော်ဖတ်ပြီးတဲ့နေကြီးရည်စီပလင်းကိုယူပြီးကိုပုံနဲ့ကျုပ်ကတော့ကိုဘေးမှာကတ်နေကြတယ်ဆရာတော်ဖတ်တော့ရဲရဲဝုံမဲ့ကူလေးကိုဝင်သွားတယ်ဗျာဝုံနဲ့မလေးကူထဲမှာကြားရင်းနဲ့တန်မျိုးဝုံဟာဒါလည်းကြားရင်းနိုင်ပဲဗျာကူထဲမှာကြားရင်းနှကောင်ထင်းပါတယ်ဗျာဟာရဲတဲ့အတန်ကြီးမဟုတ်ဘူးဗျာကျုပ်ဆိုတာကြိုးလေးကိုစိတ်နဲ့ဖြစ်သွားတာပဲကိုဘိုးကိုကြည့်တော့လေညနာသေးသေးလေးပဲရှူရတာဗျို့ဟောဘုံနဲ့ဟောကြားရင်ကောင်ကိုက်နေကြပြီဗျာဟာပြီးပြီဗျို့ပြီးဟာပြီးတယ်ဟာလိုက်တယ်ဟာရှေ့ကကြားရင်တော့ပြီးပြီးတော့နောက်တစ်ကောင်လိုက်တယ်ဟာအမလီကြောက်စရာကောင်းလိုက်တာဗျာဟာရှေ့ကကြားကဆရာကြီးဘက်ကိုပြေးတာဗျာဟာနောက်ကကြားကလေထက်ချက်မကွာကိုလိုက်တာဗျာကျုပ်တည်ပြီဗျာတက်ဆက်တတ်တော့ရှေ့ကကြားဆရာနုံဖပဲနောက်ကကြားကြီးကကိုဝေကောင်းကြီးပဲဆရာကြီးပြောတဲ့ရုပ်ပြောင်းရုပ်လွဲဆိုတာဒါပဲကိုကျုပ်တွေးမိတယ်ဗျာဒါပေမဲ့လဲကျုပ်တောင်းအောင်ကျုပ်လို့အောင်ပါဆိုတော့ဖြစ်ရှင်ရဖြစ်ကွာလို့တွေးပြီးကျုပ်ကူထဲကိုပြေးဝင်လိုက်တယ်ဟာကူထဲမှာတော်တော်ကိုကျေတာပဲဗျာခလန်းလန်းမှာရေကန်နေဗျာရေကန်ပြီးမှကလေးမလေးတယောက်ထိုင်းနေတယ်တင်းကြီးဆိုတာသူပဲထင်ပါတယ်ကျုပ်လည်းဘာမှတွေးမနေတော့ပဲလက်ထဲကနေရည်စီပလင်းကိုဖုံးဖွင့်လိုက်တယ်တင်းကြီးကြီးကဘာမှကြားပုံသိပုံမြင်ပုံမရပါဘူးဗျာခန့်ငိုင်းကလေးထိုင်းနေရှာတယ်ကျုပ်လည်းသူ့မျက်နှာကိုရည်စင်းနဲ့ပတ်လိုက်ပြီးအထက်ဆရာကြီးမိတ်မူလအတိုင်းပြန်ဖြစ်စီလို့အမိန်ပေးလိုက်တော့ကလေးမလေးဟာအခုမှပဲအယုဒ္ဓယုတ်တို့အသက်ဝင်လာတော့တယ်ဗျာကျုပ်ကိုအလန်တကြားနဲ့ကြည်နေတယ်ဟဲ့နေသိမ့်ချင်မို့လားကျုံမိလိုက်တော့ခေါင်းကြီးပြတယ်အေးအဲ့ဒါဆိုအခုထအားနောက်လိုက်ခဲ့တော့နင်တို့ရွာသားကိုပုံးဆောင်နေတယ်လာခက်မြင်လို့ပြောလိုက်တော့ကျုပ်ကရှေ့ရပြေးထွက်သူကလည်းနောက်ကပြေးလိုက်တယ်ကိုပြင်ရောက်တော့အတန့်ဆောင်နေတဲ့ကိုပုံးရဲ့လက်ထဲကိုတင်းကြီးကိုအပ်လိုက်တော့တယ်ခဲကိုပုံးဆရာကြီးပြောတဲ့အတိုင်းကလေးမလေးကိုခေါ်ပြီးခမပြန်ပြီးတော့ဗျာကိုပုံးလည်းတင်းကြီးမကိုလက်ဆွဲပြီးတချိုးလေးပြေးလာတော့ပဲဗျာကျုပ်ကတော့ဆရာကြီးစီကိုခတ်တုတ်တုတ်ပြေးရတာပေါ့ကျုပ်ရောက်တော့ဆရာကြီးကဝါတရက်လောက်ရှိမှမန်ဖေးနေတယ်ကြားကြီးဗျာအတောင်10တောင်းရှိမှစောစောကကြားကအသွင်ပြောင်းထားတဲ့ဆရာနွန်ဖတော့ဆရာကြီးနောက်မှာကပ်ပြီးရက်တယ်ခိုင်းလိုပဲလွယ်ကြီးလွယ်လို့ဟီနဲ့ကြားကြီးကတဟီးអော်ပြီးဆရာကြီးကိုစိုက်ကြည့်နေတယ်ပြောကြားပါစက်ထဲကလည်းအယောင်တွေတက်တက်ထွက်လာပြီပြောဟာနဲတဲ့အယောင်တွေမဟုတ်ဘူးဗျာကိုဝေဆက်တွေထွက်လာပြီပြောဝေါင်းလေကြားကြီးကပါစက်ဖဲပြီးဖဲလိုက်ကိုဝေဆက်တရားလေနဲ့ဆရာကြီးရှိကိုပြေးဝင်လာပြီဆရာကြီးကလည်းအဲ့ဒီအချိန်ကိုအတင်းစောင့်နေတာဗျာလက်ထဲမှာအတင်းကင်ထားတဲ့အင်းချက်တစ်ချက်နဲ့ကြားကောင်းကိုတဲ့ပြစ်ထက်လိုက်တာဗျာအဲ့ဒီကိုဝေဆက်ဖြတ်မှုံအင်းကြီးရဲ့ဟိကြီးကြီးလိုက်ပြုံးတော့ဝုန်းနေဟာမိုးချိုးပြစ်လိုက်သလားလို့တောင်ထင်ရတယ်ဗျာအခိုးတွေထွက်ပြီးဘာကူမှမမြင်ရတော့ဘူးဗျာဟာကိုဝေကြီးကလဲနေပြီဗျာကြားသွင်းရနေလူသွင်းပြောင်းနေပါတော့လားလှုပ်လာပြီပြန်ထလာပြီဒီရိုင်းနဲ့ပြန်ထလာတာဗျာဟာမိကိုတန်းကြီးဗျာကြီးတန်းအမှတ်မတည်လှုပ်တာပဲဗျို့ဆရာကြီးကိုအငိုင်းမှာပြစ်ထက်လိုက်တာဆရာကြီးကလည်းသတိတာမရှိဘူးဆိုလို့ရှိရင်ပွဲချင်းကိုပြီးတော့မှသိကြတယ်ဗျို့အင်းဘလို့ဖြစ်တာလဲဗျာကိုဝေကောင်ကြီးကရောင်လုံးကြီးနဲ့ဗျာပစိုးကလည်းအကွက်တုံးကြီးဝဲလို့
အခါမွေကာကာကြီးနဲ့ရှေးတော်မကြီးရောက်နေရုပ်ပဲဆရာကြီးကစားတော့ဆရာကြီးကိုစားတော့မလို့ဝါတော့မလို့နဲ့ကြည်နေတာဗျာသူပြစ်လိုက်တဲ့မိတန်းကြီးကလည်းအချိန်နဲ့ပြေးထွက်လာပြီမဲ့ဆရာကြီးနဲ့သူနဲ့ကြားမှာလမ်းတစ်ဝက်လောက်မှာပဲရက်သွားတော့တယ်ကဝေသခင်ဆိုတဲ့အကောင်ရင်နှင်းဆက်တွေကိုစိုးစိုးကကဝေဖြတ်ဆက်မော်အင်းနဲ့အားလုံးဖြတ်ပလိုက်ပြီနင်ပါတက်တိုင်ပြီလို့လေနင်မရကွေးမတွေအားလုံးနဲ့သေးကုန်ပြီနင့်ပညာတွေအကုန်စွန့်မလားမစွန့်ဘူးလားအသေးခံမလားဒါပဲပြောဟဲ့မလောက်လိမ့်မလောက်စားကောင်းလေးငါကအသက်300ကျော်နေပြီနင့်ပညာလောက်ကိုငါမမို့ဘူးနင်ကလက်ဥတော်လို့ငါခံလိုက်ရတာနေ့ရှိမှဒူးထောက်ပြီးငါပညာတွေစွန့်မယ်စားအသေးခံလိုက်မယ်ဟေ့အရက်ကတော့တော်တော်ရှိတာဗျာကျုပ်စိတ်ထင်တော့9ပေလောက်တော့ရှိမယ်ထင်တယ်ဗျာပါဇက်ကသူ့ရည်တော်စိတ်ကြလာတယ်ဗျို့နွန်ဖကဝေလက်ဖြတ်စီးတော်ရုပ်ကိုပြီးစမ်းညာနုံဆရာနွန်ဖကစီးတော်ရုပ်ကိုယူသေးသေးနဲ့လှမ်းပြီးတယ်ဗျာဆရာကြီးကလည်းလက်ကြီးဖြန့်ပြီးကဝေလက်ဖြတ်ရုပ်ကိုယူလိုက်တယ်ပြီးတော့ပါဇက်ကမန်နန်နေချွတ်နေတယ်ဗျာဟာကိုဝေကြီးကလည်းမန်နန်ချွတ်နေပြီဟာသူ့ကိုကနေအယောင်ဝါးတွေလက်လာပြီဗျာဟာပျောက်သွားပြီဗျို့အလင်းလုံးကြီးလုံတက်သွားတာဆရာကြီးလက်ဝါးထဲမှာလဲကဝေလက်ဖြတ်ရုပ်ကလေးကလည်းအယောင်တွေထွက်လာပြီဗျာဟာရုပ်ကလေးလည်းပျောက်သွားပြီမင်းပြေးလို့လွတ်မဲ့ထင်ပြေးကြည့်ဖို့ကွာအဲ့ဒါကဝေလက်ဖြတ်ရုပ်ကွာအုံးကောင်းနေမှာပြီးသွားတယ်နေရအောင်မှာတက်လင်းလင်းတက်လက်လက်လက်သွားတာဗျာဘာတွေဖြစ်နေတယ်ဆိုတာကျုပ်တော့တွေးတောင်မတွေးတတ်တော့ပါဘူးဟာကျုပ်တို့ရှိဝါးနေပြန်လောက်မှာဘုံကနေကျသွားတယ်ဗျာအင်းသွားပြီပေါ့ဗျာဆရာကြီးကပြောပြီးလက်ဝါးကိုဖြန့်ထားတယ်ဟောကဝေလက်ဖြတ်ရုပ်ကလေးကလည်းဆရာကြီးလက်ထဲမှာပြန်ရောက်နေပြီဆရာကြီးကဆေးတော်ရုပ်ကလေးကိုဆရာနွန်ဖောက်ကိုပြန်ပေးလိုက်တယ်ကျုပ်လည်းစောစောကပြုတ်ကျခဲ့တဲ့ဟာကြီးကိုပြေးပြေးချိလိုက်တယ်စောစောကကဝေကောင်ကြီးပဲဗျာအလိုခေါင်းမပါတော့ဘူးဗျို့လေဘင်းကနေငုံတီပြတ်ထွက်နေတာပဲအုံးနဲ့ဒီခါတော့လာတယ်ဒါတော့ကျုပ်တည်တာပဲဗျာဒါငရဲမိတော့ပဲကဝေကြီးနေတေးတယ်ဆိုလို့ရှိရင်ထတောင်နေကြမီးရွယ်လေဗျာကူအောင်နေတဲ့ကဝေကြီးကတော့ငရဲမိတော့အောင်ပါပဲတဖြည်းဖြည်းပျောက်ကွယ်လို့သွားပါတော့တယ်တာတီဆရာတာတီကတော့ဇလန်းလေးကိုဒီနေရာမှာပဲရနာထားခဲ့ပါတယ်ဗျာပြည်သူကြီးတွေမိမိတို့ရဲ့ထင်မြင်ယူဆချက်တွေမှရှိမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ comment လေးမှာရေးသားပေါ်ပြထားနိုင်ပါတယ်ဗျာအစားဆုံးအားပေးကြည့်ရှုကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ခေါက်ဒီမှာပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ